မျိုးသမီးဟာနိုးလာတဲ့အခါသူမသည်ရောက်ခတိရဲ့အိယာထက်မှရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။သူမရဲ့စိတ်တွေရှုပ်ထွေးသွားပြီးသူမရဲ့ချစ်သူကိုဘယ်လိုရှင်းပြရမှန်းမသိတော့ပါဘူး။အဲ့ဒီအမျိုးသမီးဟာမင်းညကစေကတ်ခံထားရပြီးကံကြမ္မာကြောင့် CEO ရဲ့အခန်းထဲကိုမတော်တဆဝင်သွားခဲ့တာပါ။အဲ့ဒီလူဟာသူမရေးစားရဲ့မွေးစားအဖေဖြစ်နေခဲ့တာကိုသူမသိပါဘူး။သူမဟာအရွယ်ရောက်ပြီးသူတယောက်ပါဒီလိုအခြေအနေမျိုးမှာရှိတဲ့ယောက်ျားတိုင်းငင်းဆန်ဖို့ခက်ခဲနိုင်ပါတယ်။နောက်တနေ့မနက်မှာမိန်းကလေးဟာထိတ်လန့်တကြားနိုးလာပြီးသူမဘေးမှာထူးဆန်းတဲ့အမျိုးသားတယောက်လဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာထိတ်လန့်တုန်လှုပ်သွားပြီးသူမရဲ့ရေးစားအပေါ်အပြစ်ရှိတယ်လို့ခံစားရပါတယ်။ဟော်တယ်ကနေသူမရေးစားကလည်းသူမရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ထွက်လာကအတူရှိနေခဲ့ပါတယ်။အမှန်တော့သူမသိလိုက်တာကမင်းညကသူမရဲ့ရေးစားဟာဘေးခန်းမှာသူမရဲ့အကောင်းဆုံးတငယ်ချင်းနဲ့ဖောက်ပြန်နေတာပါ။ခုချိန်မှာသူမရဲ့ရေးစားကိုခိုးယူဖို့စိတ်အားထက်သန်နေတဲ့အကြံစီရှိတဲ့အကောင်းဆုံးတငယ်ချင်းဟာမိမွေပြီးမိန်းကလေးနဲ့လမ်းခွဲဖို့တိုက်တွန်းနေပါတယ်။ဒီစကားကိုကြားတော့ရေးစားဟာဒေါသထွက်ပြီးသူ့ရဲ့အကောင်းဆုံးတငယ်ချင်းကိုစုပူချိန်မောင်းပြီးသူမရဲ့နေရာကိုတိအောင်လုပ်ဖို့ပြောကသူမဟာအယုတ်တရုတ်တာဖြစ်ပြီးသူ့ရေးစားကသာသူ့ရဲ့စစ်မှန်တဲ့ချစ်သူဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုပြောနေချိန်မိန်းကလေးဟိုတယ်ထဲကနေထွက်လာတွေ့မြင်ခဲ့တယ်။ဒါကိုမြင်တော့ရေးစားကသူ့ရဲ့အကောင်းဆုံးတငယ်ချင်းကိုချက်ချင်းပုံဖို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးကသူ့ရေးစားကိုမြင်ပြီးသူဘာလို့ဒီရောက်နေတာလဲလို့တွေးကအနားရောက်တော့ဘာဖြစ်တာလဲလို့မေးလိုက်တယ်။အာအင်းတုံလုံးနဲ့တခြားသူတွေကငါ့ကိုဒီကိုဆွဲခေါ်လာကြတယ်။တညလုံးဖဲကစားကြတယ်။မင်းရောမိန်းကလေးကကုမ္ပဏီအဖွဲ့တိဆောက်ရေးပွဲလို့လိန်ပြောပြီးတညလုံးနေခဲ့တယ်။သူတို့နှစ်ယောက်လုံးတယောက်ကိုတယောက်လိန်ညာမှုတွေနဲ့စကားကိုအဆုံးသတ်လိုက်တယ်။သူမကဘာမှထပ်မမေးတော့ပဲတစီငှားပြီးထွက်သွားခဲ့တယ်။အချိန်ထဲမှာပဲရေးစားရဲ့ CEO အဖေကလက်အောက်ငယ်သားတွေနဲ့ဟိုတယ်ထဲကနေထွက်လာခဲ့တယ်။ဒါကိုမြင်တော့ဖခင်ကိုတွားရောက်နှုတ်ဆက်ခဲ့တဲ့အချိန်အဲ့ဒီလူကသူ့အဖေရဲ့လေဘင်းမှာချစ်ရာကိုမြင်တော့မိမတွေကိုအမြဲတမ်းမဆိုင်တတ်တဲ့သူ့မှာတော့မိမရှိနေတာကိုအံ့ဩသွားတယ်။သူမေးလိုက်တာကဖေဖေရေးစားရှိလားသူရဲ့ဖခင်ပြန်ပြောလိုက်တာကငါကိစ္စအတွက်ပတ်စံသုံးတာကမင်းနဲ့မဆိုင်ဘူးမင်းကိစ္စကိုမင်းကယူဆိုင်လို့ပြောတော့သူပြန်ပြောလိုက်တာကဖေဖေငါမှရေးစားရှိနေပြီငါသူ့ကိုလက်ထပ်ချင်တဲ့ရက်နှဲငယ်အတွင်းဖေဖေနဲ့တွေ့ဖို့သူ့ကိုပြန်ခေါ်လာမယ်ကောင်းပြီ CEO ကသူ့မွေးစားသားရဲ့တောင်းဆိုချက်ကိုသဘောတူခဲ့ပေမဲ့သူ့စိတ်ထဲမှာတော့ညကခိုးဝင်သွားတဲ့မိန်းကလေးတစ်ယောက်နဲ့ပြည့်နေခဲ့တယ်ကားပေါ်ရောက်တာနဲ့မိန်းကလေးရဲ့ចောင်းသားကတ်ကိုထုတ်ပြီးသူ့လူတွေကိုသူမရဲ့အချက်လက်အားလုံးကိုအမြန်ဆုံးရှာဖွေဖို့အမိန့်ပေးခဲ့တယ်။ဟိုတယ်ကနေအလင်းစလိုထွက်သွားတဲ့အချိန်မှာမိန်းကလေးကသူမရဲ့ကတ်ကိုအခန်းထဲမှာကြာကြံခဲ့တာပါ။တစ်ဆက်တည်းမှာပဲ CEO ကသူ့ရဲ့လက်အောက်ငယ်သားတွေကိုသူ့ရဲ့သားပြောတဲ့အနာဂတ်ကျွေးမလောင်းရဲ့နောက်ခံကိုစုံစမ်းစစ်ဆေးဖို့တိတိကျကျညွှန်ကြားခဲ့တယ်။တယောက်ယောက်ကသူ့ရဲ့မွေးစားသားကိုပတ်စံအတွက်ချင်းကပ်ဖို့စူးစမ်းနေမှာကိုစိုးရိမ်လို့ပဲ။ဒါပေမဲ့မိန်းကလေးကအိမ်ပြန်ရောက်တော့မှသူမရဲ့အတော်နဲ့သူမရဲ့စကားပြောဆိုမှုကိုကြားလိုက်ရတယ်။အဲ့ဒီခါကျမှမိန်းကလေးကမင်းညကသူမကိုစိတ်ခတ်ခဲ့တဲ့သူကဒီအမေနဲ့တမီးဖြစ်နေမှန်းသဘောပေါက်သွားတယ်။သူမရဲ့တူမကချမ်းသာတဲ့ခင်မွန်းတယောက်ကိုရှာတွေ့တာကိုတိတ်တိတ်လေးမနာလို့ဖြစ်ပြီးတမီးဖြစ်သူမှလည်းသူ့အဖေကသူမအပေါ်အမြဲတမ်းမျက်နှာသာပေးနေတာကိုမကြေမနက်ဖြစ်နေတယ်။ဒါကြောင့်အမေနဲ့တမီးကသူမကိုအဆက်မပြတ်ကြံစီပြီးဖြက်စီးနေခဲ့တယ်။ဒီစကားကိုကြားတော့မိန်းကလေးကဒေါသတကြီးနဲ့ပြေးလာပြီးသူ့ဝမ်းကွဲကိုပါရိုက်လိုက်တယ်။အဲ့ဒီအချိန်ကျမှသူမရဲ့ကန်ဆိုးမှုတွေအားလုံးဟာအမေနဲ့တမီးရဲ့ပရိယေတွေကြောင့်ဖြစ်တယ်ဆိုတာသူမသဘောပေါက်လိုက်တယ်။၃ယောက်သားဆိုပါပေါ်မှာလုံးထွေးပြီးစူညံပွက်လောရိုက်နေကြတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့ဦးလေးကပြန်လာပြီးရံပွဲကိုချက်ချင်းရက်တန့်ပြီးသူ့ဇနီးနဲ့သမီးကိုမိန်းကလေးအားထပ်ပြီးအနိုင်ကျင့်တယ်လို့စုပူချင်းမောင်းနဲ့ဝမ်းကွဲညီမကချက်ချင်းပဲတနာစရာကောင်းအောင်ဟန်ဆောင်ပြီးမိန်းကလေးကသူ့ကိုအရင်ရိုက်တာလို့အခိုင်အမာပြောဆိုပြီးသူမအမှားမလုပ်တလို့နဲ့ဟန်ဆောင်ဝင်ခံလိုက်တယ်။ဒါကိုကြားတော့မင်းညကတယောက်ယောက်ကငါ့ကိုမူးယစ်ဆေးဝါးနဲ့မူးယစ်ဆေးတိုက်ပြီးငါအကြောင်းကောလာဟာလာတွေဖြန့်လို့မင်းကိုရိုက်တာလို့သူမကပြောတယ်။ဦးလေးကဒေါသထွက်ပြီးသမီးရဲ့မျက်နှာကိုပါရိုက်ပြီးသူ့ဇနီးနဲ့သမီးကိုအိမ်ကနေချက်ချင်းတင်ထုတ်ကသူတို့ရဲ့ဘဏ်အကောင့်တွေအားလုံးကိုတင်စီလိုက်တယ်။အမေနဲ့သမီးထွက်သွားပြီးနောက်မွေးစားအဖေကမိန်းကလေးရဲ့ဒဏ်ရာတွေကိုအမြန်စစ်ဆေးပေမဲ့မိန်းကလေးကသူ့ဦးလေးရဲ့ကျင်နာမှုဟာလှုပ်ဝက်ရွယ်ချက်တွေအတွက်ဖြစ်နိုင်တယ်ဆိုတာကောင်းကောင်းသိတယ်။သူမကအရွယ်ရောက်ပြီးသူဖြစ်ပြီးလွတ်လပ်စွာနေထိုင်နိုင်စွမ်းရှိတယ်လို့ပြောပြီးအသက်ရှူကျက်နေတဲ့အိမ်ကနေထွက်သွားခဲ့တယ်။အချိန်ထဲမှာပဲ CEO ကသူ့လူတွေခေါ်လာတဲ့လူညကမိန်းကလေးကိုစိတ်ခတ်ခဲ့တဲ့လူဆိုးနဲ့ညီမဝမ်းကွဲရဲ့အပေါင်းပါကိုပါစောင့်ကြည့်နေတဲ့ CEO ကလူဆိုးရဲ့လက်နဲ့ခြေထောက်တွေကိုဖြုတ်ပစ်ဖို့အမိန့်ပေးလိုက်တယ်။လူဆိုးကိုကင်တွယ်ပြီးတဲ့နောက် CEO ကဟောင်ကောင်တက္ကသိုလ်ကိုချက်ချင်းသွားခဲ့တယ်။သူ့လူတွေကြောင့်မိန်းကလေးဟာအဲ့ဒီကျောင်းကကျောင်းသူတယောက်ဖြစ်မှန်းသိသွားတာပါ။မိန်းကလေးဟာတက္ကသိုလ်ဂိတ်ကိုရောက်တော့သွေးရင်းတကြားတက်နေလို့ရုတ်တရက်မူးဝေပြီးမင်းမျောကလဲကြတော့မဲ့အချိန်ကန်ကောင်းထောက်မှစွာပဲ CEO ကအချိန်မီရောက်လာပြီးသူမကိုဖမ်းမိပြီးသူ့ကားစီဂရုတစိုက်ခေါ်သွားခဲ့ပါတယ်။မိန်းကလေးနိုးလာတဲ့အခါမင်းညကအသက်ကြီးတဲ့လူကိုချက်ချင်းမြင်လိုက်ရပြီးချက်ချင်းပဲသူမနှောက်ယှက်ခံနေရတယ်လို့တွေးလိုက်မိတယ်။ CEO ရိပ်မိတော့စကားဆောက်လိုက်တယ်မင်းကကားရှိမှလဲကျသွားတယ်ငါမင်းကိုကူညီပေးခဲ့တာ။ဒါကိုကြားတော့မိန်းကလေးကကျေးဇူးတင်ပါတယ်လို့ပြောလိုက်တော့ CEO ကလည်းသူမကိုစောင့်နှောက်ချင်နေတာနဲ့အခုလိုပြောလိုက်မိပါတယ်။အခုကိုကျေးဇူးတင်တာလားမင်းညကဟာကိုကျေးဇူးတင်တာလားဒီလိုပြောတာကိုကြားတော့သူမကမင်းညကစိတ်ကက်ခံရလို့ရွေးချယ်စရာမရှိဘူးလို့မြန်မြန်ရှင်းပြလိုက်တယ်။မိန်းကလေးက CEO ကိုဒီကိစ္စကိုလုံးဝမေ့ဖြစ်ပြီးတခါမှမတွေ့ဘူးတလို့ဟန်ဆောင်ဖို့တောင်းပန်တယ်။ဒါကိုကြားတော့ CEO ကမင်းအတွက်ငါတာဝန်မယူစေချင်ဘူးလား။မိန်းကလေးကလည်းကျမအတွက်ရှင်တာဝန်ယူဖို့မလိုပါဘူး။ကျမမှာရေးစားရှိတယ်။ရေးစားပေါ်မှာမိတာကျမအတွက်ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပဲ။ဒါရှင်နဲ့ဘာမှမဆိုင်ဘူး။ဟုတ်ပြီလား။ CEO ကဒါကိုကြားတော့ဘာမှမပြောပဲစီးပွားရေးကတ်တစ်ခုကိုပေးလိုက်တယ်ပြဿနာတစ်ခုခုရှိရင်သူ့ကိုအချိန်မရွေးဖုန်းဆက်လို့ရတယ်လို့ပြောတယ်မိန်းကလေးကစီးပွားရေးကတ်ကိုယူပြီးကားပေါ်ကဆင်းပြီးခြေလမ်းနှင်းငယ်လောက်နဲ့တွန်းဆုပ်မနေပဲအမိုက်ပုံးနဲ့ပြစ်ချလိုက်တယ်
ပြစ်ချလိုက်တဲ့သူမရဲ့ပေါ့ပေါ့တန်တန်လုပ်ရက်က CEO ရဲ့သူမကိုအရယူခြင်းတဲ့ဆန္ဒကိုလုံးဝနှိုးဆွပေးတယ်ဆိုတာသူမမသိခဲ့ဘူးသူ့ကိုမလေးမစားဆက်ဆံတဲ့မိန်းမမျိုးသူတခါမှမတွေ့ဘူးအဲ့ဒီအချိန်မှာပဲမိန်းကလေးကသူမရဲ့အဆောင်ဝင်ပေါက်ကိုပြန်သွားပြီးရေးစားကသူမကိုစောင့်နေတာတွေ့တော့ဒီညနေမှာသူ့မိဘတွေနဲ့တွေ့ဖို့သူမကိုအိမ်ခေါ်သွားမယ်လို့ချစ်ခင်တဲ့အမူအရာနဲ့ပြောတယ်မိန်းကလေးကစိတ်ပြတ်အားငယ်မှုနဲ့လွဲမှားမှုတွေရောနှောနေတယ်လို့ခံစားရတယ်မင်းညကသူ့ကိုတစ္ဆာဖောက်တာတခုခုလုံးပြီးလို့သူ့ရဲ့တစ္ဆာရှိမှုကိုမြင်တော့မိန်းကလေးကပိုပြီးပြစ်ရှိတယ်လို့ခံစားရကမင်းညကဖြစ်ပျက်ခဲ့တာတွေကိုဝန်ခံဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ပြောတော့မလို့ပဲသူမရဲ့ကြံစီတက်တဲ့အကောင်းဆုံးတငယ်ချင်းကရုတ်တရက်ပေါ်လာတယ်။သူမတငယ်ချင်းကိုမြင်တော့ရေးစားကထိတ်လန့်သွားပြီးသူတို့ရဲ့ဆက်ဆံရေးကိုမတော်တဆဖော်ထုတ်မိမှာကိုစိုးရိမ်နေမိတယ်။ရွံဒီလောက်ကောင်းတဲ့ရေးစားရှိတာမင်းကိုငါအရန်အားကြတယ်။ရေးစားကသူမရဲ့စကားတွေထဲကဖုံးကွယ်ထားတဲ့အတိတ်ပဲကိုဘသူထက်မဆိုပိုနားလေတယ်။သူမရဲ့အကောင်းဆုံးတငယ်ချင်းကိုမြင်တော့မိန်းကလေးကသူမရဲ့ဝန်ခံချက်ကိုခဏတာဆုံးလုပ်ပြီးအဆောင်ကိုပြန်ခေါ်သွားတယ်။လှည့်စားတတ်တဲ့အကောင်းဆုံးတငယ်ချင်းထွက်သွားတဲ့အခါသူမရဲ့ရေးစားကိုတိတ်တိတ်လေးထိတာကိုမငင်းဆန်နိုင်ခဲ့ဘူး။တစ်ချိန်တည်းမှာပဲ CEO ကသူ့လက်အောက်ငယ်သားရဲ့စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိုရပြီးပြီ။အဲ့ဒီအခါမှသာသူ့မွေးစားသားရဲ့ရေးစားကသူများကအတူရှိခဲ့တဲ့မိန်းကလေးပဲဆိုတာသူသဘောပေါက်သွားတယ်။သူ့ကိုပိုတော်သားထွက်စေတာကသူ့ရဲ့အသုံးမကျတဲ့မွေးစားသားမှာအိမ်အောင်မပြုတ်ပဲတခြားမိန်းမတွေရှိနေတာကိုသဘောမကျဘူးဖြစ်နေတာပါ။မကြခင်မှာပဲကောင်လေးကမိန်းကလေးကိုအိမ်ခေါ်လာတယ်။ဒါကသူမရဲ့ရေးစားရဲ့မိဘတွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီးမိန်းကလေးကအရန်စိတ်လှုပ်ရှားနေကသူ့အပေါ်ပြစ်ရှိတယ်လို့ခံစားရတယ်။သူမရဲ့ရေးစားကသူမကိုစိတ်မပူဖို့သူ့အဖေကအရန်ရင်ကြီးတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီးသူမအတွက်ဘယ်တော့မှခက်ခဲအောင်မလုပ်ဘူး။သူမကအရန်ရင်ကြီးပြီးချစ်စရာကောင်းတာကြောင့်သူမကိုသူသဘောကျလိမ့်မယ်လို့ပြောပြီးနှစ်သိမ့်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာပဲ CEO အိမ်ပြန်လာတယ်။ဒါကကျွန်တော်ရေးစားပါမင်္ဂလာပါရှင်လို့နှုတ်ဆက်ပြီးသူမတွေ့လိုက်တာကဒီလိုစိတ်ဝင်စားဖို့ကောင်းတော့မြန်မာစကားပြောဗီဒီယိုလေးတွေကိုကြိုက်နေတတ်ပါက Story Recap account ကို follow လုပ်ထားကြပါနော်